တော်တော်လေးပျော်နေရလားမာကြီးဝင်နဲ့ပျော်တာပေါ့ရှင်ဒီလိုမျိုးပေါ့နော် NCT ရဲ့ Glow Together ပွဲကိုအတူတူပေါ့နော်ကိုချစ်ရတဲ့ကိုရဲ့မိတ်ဆွေတွေအမှုပညာရှင်တွေနောက်တစ်ခါကျတော့ကိုရဲ့ senior အကိုအမတွေနဲ့အတူတူတက်ရတဲ့ပွဲမျိုးဘယ်သူမှမပြောဘဲနေပါမလဲဒါကတော့အဝင်းတို့ပေါ့နော် accessory brand တွေထဲမှာအရန်ကုန်မှာနာမည်ကြီးပြီးတော့ရေရှည်ခိုင်မာစွာရည်တည်ထားတဲ့ NCT brand ကနေပြုလုပ်ကျင်းပပြီးတော့နှစ်ကုန်ပေါ့နော်Glow Together the NCT ပေါ့နော်ပွဲကြီးပါဒီပွဲမှာဆိုရင်ဖုန်းလောကရဲ့တကယ်ထိတ်တန်းပေါ့နော်ဖုန်းဆိုင်တွေ accessory cover ဆိုင်အကြီးတွေကနေပြီးတော့ဒီလိုမျိုးပွဲတွေကြာတော့မှတစုတစည်းရဲ့စုံတွေ့ရဖြစ်ပြီးတော့ဒီလိုပွဲတွေမှာဆိုရင်မိဟောင်းဆွေဟောင်းတွေရောမိတ်ဆွေတစ်တွေရောအမြဲတမ်းရတယ်ကိုညီမလေးကိုလည်းချစ်ချစ်ခင်ခင်နဲ့အမြဲတမ်းမိတ်ဆက်ပြီးတော့လက်တွဲခေါ်ပေးတယ်တကယ်မိတ်ဆွေအရင်ရှာရေးပေါ့နော်တကယ်မိတ်ဆွေကောင်းနေလေရတယ်လို့မျိုးအမြဲတမ်းနီးလန်းကောင်းပြပြီးတော့ပညာသင်ပြီးတဲ့အကိုအမအသစ်တွေနဲ့အမြဲတမ်းတွေ့ရတဲ့ကြောင့်ဒီလိုပွဲတွေတက်ရရဲ့အရန်ပြောပါတယ်နောက်တစ်ခါကျအဝင်းတို့အရန်ကိုမှသဘောကျရတဲ့မင်းသားချောတွေပြီးတော့အခုလိုမျိုးတကယ် Royal အစိုးရအကြီးတွေရဲ့ဖျော်ဖြေမှုတွေနဲ့ဆိုတော့ဒီပွဲအခမ်းအနားရဲ့အရန်ကိုမှစိတ်လှုပ်ရှားပြီးပြောဖို့ကောင်းတယ်ပေါ့နော်ပြီးတော့ဒီပွဲမှာကျတော့လေပြီးခဲ့တဲ့နှစ်ကတနိုင်ငံလုံးမှာအယောင်ရဆုံးကုန်တယ်ကြီးတွေကလည်းစုတွေအသီးသီးရတယ်လို့မျိုးဒီလိုမျိုးပေါ့နော်တချို့တော့ပေါ့နော်နယ်ဝေးကclient တွေ customer တွေတကယ်ကိုမှဖုန်းဆိုင်နဲ့ဖုန်းလောကရဲ့ဂူရိုကြီးတွေကိုလည်းဒီပွဲမှာအမြဲတမ်းဆုံတွေ့ရတာဆိုတော့လေတကယ်ကိုမှရေရှင်းပြေဝပြီးတော့တော်ပြီးထူးချွန်တဲ့လုပ်ငန်းရှင်တွေတီးသက်တွေ့ရတဲ့ပွဲမို့လို့အဝင်ကဒီလိုပွဲတက်ရအမြဲတမ်းပြောတယ်ကို proud ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့အရန်ချစ်ဖို့ကောင်းတဲ့အကြိုင်လေးကိုလည်းတွေ့ခဲ့ရပေါ့နော်အဲ့တော့ဒီပွဲမှာဆိုရင်ကြတော့ဘာထူးခြားလဲဆိုရင်ပွဲတက်တဲ့ဒီ customer တွေပေါ့နော် NCT ရဲ့မိသားစုဝင်တွေကိုလည်းမဲတွေအများကြီးဖောက်ပေးတယ်လို့မျိုးတနိုင်ငံလုံးကနေပြီးတော့ရန်ကုန်မှာလာပြောကြတဲ့အကိုတွေအမတွေနဲ့လည်းအရန်ပျော်စရာကောင်းတဲ့ညရန်လေးဖြစ်ခဲ့တယ်နောက်တစ်ခုပေါ့နော်အရန်စိတ်လှုပ်ရှားစရာကောင်းတဲ့တစ်ခုကကြတော့လာမဲ့ဒီ17လပိုင်းမှာဆိုရင်ကြတော့ NCT ကနေပြီးတော့ပေါ့နော်မကြခင်ဆိုရင်လည်းဒီ Northern Light ပေါ့နော်ကမ္ဘာမြောက်ဝင်ရိုးစုံမှာရှိတဲ့အရန် light လှလုံးနေကွာဘလို့ပြမယ်မသိဘူးကွာအဲ့လိုအရန်လာရင်တော့တန်လိုက်တွေကွာ light ကြည့်ဖို့တော့ SD မြန်မာကြီးမှုပြီးတော့ crew လုံးဝစီစဉ်ပေးထားရလဲ share ပြီးပေါ့နော်ဒီ SD မြန်မာကနေပြီးတော့ပေါ့နော် 3 ကို driver အမမအီမွန်ကျော်ပေါ့နော်သူကအရန်ကိုမှတော်တယ်မိသားစုနဲ့ဒီဘဝနဲ့စီးပွားရေးနဲ့ဘယ်လဲညီအောင်လုပ်နိုင်တဲ့အဲ့လိုဝင်းမန်းနေတွေ့ရင်တကယ်အဲ့လို main ကလေးတွေ့အဝင်အရန်သဘောကျတာအသက်တရားငငယ်နုလေးရန်လဲချောတယ်လို့မျိုးတွေမှာအရန်လဲတော်ကြတယ်ကွာချီသေးတယ်နောက်ထပ်မရိုက်လိုက်ရအမကြီးလည်းအများကြီးပဲဒါပေမဲ့အဲ့ထဲမှာမအဝင်းသဘောကျတယ်မအီလည်းပါတယ်မအီဆိုရင်ရှင်သိရမမအီသိရမလားမမဆိုလည်းအရန်တော်တယ်သူကလည်းဒီစီးပွားရေးမှာကောမိသားစုကောဒီပေါ့နော်အမျိုးသားပေါ်သူကအကုန်လုံးဘက်ဆောင်သူတို့တွေကတော်ကြတယ်အဝင်းတို့ဒီလူလူတေတောင်လေးအချိန်အဲ့လောက်ထိဒီ management မလုပ်နိုင်သူတို့အရန်မိသားစုရောစီးပွားရေးရောသားသမီးတွေပေါ်မှာတော် management လုပ်နိုင်လို့အရန်တော်တယ်ပြီးတော့ကြံသေးတယ်ဒါဆိုရင်လည်းဒီမမအဝင်းဝန်ထမ်းဘွားတွေကဝင်းနဲ့အရန်ခင်ခဲ့တယ်မမပေါ့နော်ဒီမမဆိုလည်းသူလည်းထိုနီးလက်ကောင်းပဲစီးပွားရေးရောဒီအလုပ်ကအကုန်လုံးဘက်ဆောင်ထူးကြောင်လုပ်နိုင်တာလည်းသူ့ရဲ့အားသာချက်ပေါ့နော်အဲ့တော့တွေးလိုက်ညီမတွေချစ်ပြီးတော့ဖတ်နန်းပြီးတော့ဝင်းလေးချောတယ်မမချောတယ်ဝင်းလေးတော်မမတော်နဲ့ဖြစ်နေကြတာပေါ့နော်အဲ့လိုမျိုးကဲဒါကတော့အဝင်းအောင်ချစ်ပြီးတော့ပေါ့နော်အရန်ဟိုမှာသဘောကျတယ်အဝင်းလေးတော်တယ်ဆိုပြီးပြန်လဲအားပေးတဲ့အမပေါ့နော်ဒီအမလည်းတော်တယ်တော်များများတော်တယ်ဒီလားမလားအဲ့လိုမျိုးတော်တဲ့ main ကလေးတွေနဲ့လက်ပွန်တီးနေရပို့ပြောတယ်ရှိသေးတယ်အရန်ကိုမှတန်မိုးရှိတဲ့ညချမ်းလေးမို့လို့အမှတ်တရတွေကိုမမေ့ပါဘူးရှင်အဲ့တော့အစမှမေးတယ်လို့မျိုးအဝင်ဒီလိုသွားနေရပျော်နေရလားဆိုရင်တော့ချစ်ရတဲ့သူစိတ်တူကိုယ်တူလုပ်ငန်းတူပြီးတော့အရန်ကိုမှ view site တက်ပြီးအရန်ကိုမှတကယ်ထူးချွန်တဲ့အမျိုးသမီးတွေအများကြီးနဲ့တွေ့ရပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေတွေ့ရတော့အပြန်ပြောပါတယ်ရှင်ကဲဒါကတော့အဝင်းရဲ့တင်စရာမြင်စရာဖြစ်တဲ့ကာဘာဟောင်းကဘောစီတွေပေါ့နော်သူတို့ကလည်းအဝင်းရဲ့ကျေးဇူးရှင်တွေလို့ပြောရင်လည်းမမှားဘူးအရန်တော်တဲ့လူငယ်လုပ်ငန်းရှင်တွေဖြစ်တဲ့ကြောင့်အရန်ပျော်ခဲ့ရပါတယ်ကိုအမားတွေကိုတွေနဲ့